အားလုံးပဲမင်္ဂလာပါခင်ဗျာ Independent Stat Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူတော်များများဟာအခွင့်အရေးရလာမယ်လို့စောင့်မျှော်နေတဲ့လူတွေအတွက်ရည်ရွယ်တင်ဆက်ပေးလိုက်ရပါတယ်ဟုတ်ပါတယ်ဘဝမှာလူတော်များများဟာတခုခုတရားရာကိုစောင့်မျှော်နေတတ်ကြပါတယ်အခွင့်အရေးများရလာမလားကံကောင်းမှုတွေရလာမလားကံကောင်းလာမလားတယောက်ယောက်ကများငါ့ကိုလာကူမလားဟုတ်ကဲ့ပါဒါပေမဲ့အချိန်နေတာကုန်သွားတယ်နှစ်တည်တာကုန်သွားမယ်တင်ဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူးတကယ်တော့ဘဝမှာအရေးကြီးဆုံးအမှန်တရားတစ်ခုတော့ရှိတယ်ဘယ်သူမှမင်းကိုကယ်နိုင်မှာမဟုတ်ပါဘူးအဲ့ဒီအမှန်တရားကဘယ်သူမှမင်းကိုမကယ်ဘူးဆိုတာပါပဲမင်းရဲ့အိမ်မက်အတွက်မင်းမှာပဲတာဝန်ရှိတယ်မင်းရဲ့နာဂတ်အတွက်မင်းမှာပဲတာဝန်ရှိတယ်။ဒီနေ့မှာအောင်မြင်ခြင်းဒီနေ့ကနေပြီးစလုပ်ဖို့လိုပါတယ်။ဒီနေ့မှာချမ်းသာခြင်းဒီနေ့ကနေစပြီးတင်ယူဖို့လိုပါတယ်။ဒီနေ့မှာထူးခြားလာခြင်းဒီနေ့ကနေစပြီးကြိုးစားဖို့လိုပါတယ်။လူတွေကအောင်မြင်တဲ့သူတွေရဲ့ရလဒ်ကိုမြင်ကြတယ်။ဒါပေမဲ့သူတို့ဖြတ်တန်းခဲ့တဲ့အချိန်တွေခက်ခဲတွေကိုတော့မမြင်ကြဘူး။မင်းရဲ့ဘဝကိုပြောင်းလဲနိုင်တဲ့လူဟာတယောက်တည်းပဲရှိတယ်။အဲ့ဒါကတော့မှန်ထဲမှာမြင်နေရတဲ့မင်းကိုယ်တိုင်ပါပဲ